မွေးထားသောသားသမီးခွင်ရောက်တဲ့ဒီကျောင်းနေခြင်းဆုံးစာပေဝါဒနာအပါဆုံးမှာမနှိမ့်ဖြူဖြစ်သည်မွေးချင်း9ယောက်တွင်ထက်ကအကို3ယောက်တယောက်ကညီမ1ယောက်နှင့်မောင်2ယောက်သူကအလေအလက်ဖြစ်သည်မိဘများစုသည်အကြီးဆိုလျင်အကြီးမှုအလေးထားမိသည်ငယ်ဆိုလျင်လည်းငယ်မှုပြုဆိုင်မိသည်ဘလက်ဆိုလျင်လက်ပြီးကျက်နေတတ်သည်မှာတဘာဝပင်ဖြစ်သည်မနှိမ့်ဖြူ9နှစ်သမီးအရွယ်တွင်ကြောက်တက်ချင်လွန်းသောကြောင့်လွယ်အိတ်ဆုပ်လေးတစ်လုံးရှာပြီးကိုများအတန်းငယ်တွေကသုံးခဲ့သောကြောက်တင်ပုံနှင့်ကြောက်တံကိုထည့်ကာသူငယ်တန်းတင်သောအဆောင်ထဲတွင်ခြားကြောက်သူလေးများနှင့်အတူဝင်ထိုင်နေသည်အမှန်တော့ဒေါ်တန်းကမနှင်းဖြူကိုကြောင်းအပ်ထားခြင်းမရှိချေမနှင်းဖြူကကြောင်းတက်ခြင်းစာတင်ခြင်းစာပတ်ကျင်တာတခုသာသိသည်မိဘကကြောင်းလာအမှစာတင်ခွင့်ရသည်ဆိုခြင်းကိုနားမလည်ပေစာပေဝါဒနာမပါသောကလေးများကမိဘကိုယ်တိုင်ကြောင်းကိုလာဖို့သည်ကိုပင်မကျေနပ်နိုင်သေးပဲစာတင်ခဲ့တဲ့တွင်ငိုယိုနေကြသည်နေကြကကြိတ်ငုံနေသောကလေးများရှိတဲ့ကဲ့သို့အတန်ထွက်ငိုယိုနေသောကလေးများလည်းမနှဲပေထိုကလေးအုပ်ထဲတွင်ကြောက်တင်မုံနှင့်ကြောက်တံကိုကင်ကခြေတတဲမှဝှက်ပုတ်ကြီးကိုစိတ်ဝင်တစားကြည့်နေသောစာတင်ဖို့အသစ်ဖြစ်နေသည့်မနှင်းသူလေးကထူးခြားထင်ရှားနေသည်စာတင်ငယ်သို့ဝင်လာသောဆရာမသည်ဆောင်းလုံးရှိကလေးများကိုကဲခက်ပြီးသည်နှင့်အခြားကလေးများနှင့်မတူစာပေကိုအလွန်တင်ယူနေသောမနှင်းဖြူလေးကိုတည်ထားမိသွားသည်အသားရည်မျက်ခုံးမျက်လုံးကအစအလွန်လှပသောမိန်းကလေးဖြစ်ပါသည်ယောက်ျားလေးအဝတ်စားအင်ကြီးဘောင်းမီတို့ကိုသာဝတ်ထားသဖြင့်လည်းအထူးစိတ်ဝင်စားသဖြင့်လက်ရက်ခေါ်လိုက်မိသည်မနှင်းဖြူကလည်းအကြောက်ရွံ့မရှိဆရာမရှိရသို့ထသွားပြီးဆရာမနာသို့ရောက်သည်နှင့်မနှင်းဖြူကပင်စမိသည်ဆရာမစာမတင်သေးဘူးလားနှင်းဖြူကစာတည်ကျင်လာပြီဟောနာမည်လေးကနှင်းဖြူလေလားချစ်စရာကောင်းလိုက်တဲ့နာမည်လေးပါလားကွယ်စာတင်ပေးမှာပေါ့ကွယ်အချိန်နဲ့လို့သေးလို့နော်သမီးဘသူလိုက်ဖို့တလဲဖေဖေလားမမေလားဖေဖေကခီးချွေးကြီးကိုထွက်သွားတာတဲ့အကြာကြီးနေမှပြန်လာမှလို့ပြောတယ်အဲအကြောင်းဖေဖေလိုက်မပို့နိုင်ဘူးဒါဆိုမမေလိုက်ပို့လာလားမမေကလည်းမအားလို့လည်းလိုက်မပို့နိုင်ဘူးပြီးတော့မမေကပြောတယ်မင်္ဂလိကစာတက်ဆရာမလို့ဘူးတဲ့ဒါကြောင့်မမေကလိုက်ပို့မှာမဟုတ်ဘူးလို့ဒီပတ်တာလာနေတာသမီးလေးရောအံ့ဩစရာကောင်းလိုက်တာဒီရယ်လေးနဲ့ပညာကိုဒီလောက်လိုချင်တဲ့ကလေးမျိုးဆရာမတစ်ခါမှမတွေ့ဘူးပါဘူးကွယ်ဆရာမကမနှင်းဖြူဤတကူလုံးလေးကိုပွေ့ဖက်ကမှုံမွေ့ပေးလိုက်သည်ထိုချိန်မှာပဲကျောင်းတက်ခေါင်းလောင်းခောက်တဲ့ဖြစ်ကျောင်းသူကျောင်းသားအားလုံးမိမိတို့တက်ဆက်ရအတန်းနဲ့တို့တုံးဖြစ်ဝင်လာကြသည်ကျောင်းသားကျောင်းသူများဆုံသွားသည်နှင့်ဆရာမကစာတင်ဖို့ပြင်ဆင်သည်မနှင်းဖြူမှာဝင်းပပျော်ရွှင်သောမျက်နှာလေးဖြင့်သူကိုယ်တိုင်ယူလာသောကြောက်တင်ပုံနှင့်ကြောက်တံကိုထုတ်လိုက်သည်စာတင်ရရမည်ကိုတွေးပြီးအင်တာနက်လက်ဖြစ်ကဝမ်းသာနေသည်ထိုချိန်မှာပင်မူလတန်းဆောင်အပေါက်အမှာဒေါ်တန်းဝင်လာကမနှင်းဖြူကိုလှမ်းခေါ်သည်ဖဲသမီးနှင်းဖြူဒါခဲ့သမီးကြောင်းတက်လို့မရဘူးသမီးညမလေးနဲ့မောင်လေးနှစ်ယောက်ကိုဘယ်သူထိမ့်မလဲသမီးရှိမှဖြစ်မှာပေါ့အမေကနေ့တိုင်းတောင်ပေါ်တက်ပြီးသမီးတို့စားဖို့ရာရှာရမှာလေ9နှစ်က6နှစ်ဝင်းနေတာရှိသေးတော့မနှင်းဖြူကမိခင်ပြောသောစကားများကိုနားမဝင်ပါနားလည်းမလဲပါသူနားလဲဒီမှာသူနှစ်ရွယ်တူကလေးများအလုံးစာတင်ခွင့်ရရင်သူလည်းစာတင်ခွင့်ရမည်ကိုဖြစ်ပြီးထို့ကြောင့်မိခင်စကားကိုသူနားမထောင်ချင်စာတင်ကုန်မှမထပဲပိတ်ထိုင်နေသည်လက်နုသားသားများကမနှင်းဖြူကိုရောဒေါ်တန်းကိုပါတလဲစီစူးစိုက်ကြည့်နေကြတော့တန်းကိုမခံနိုင်တော့ကြောင့်ဒေါ်တန်းကအတန်းထဲသို့ဝင်လာကမနှင်းဖြူကိုဆွဲခေါ်ထွက်သွားသည်ဒေါ်တန်းရဲ့တော့အခါတိုင်းတစ်ခါမှမငိုပဲအန်ချိတ်ခံရတော့မနှင်းဖြူစာမတင်ရတော့ဘူးဟုသောအတွေ့ဖြင့်ဝမ်းနေကြီးနေကချက်ကြီးတင်ငင်အောင်ကိုတော့သည်ကလေးရွယ်ဖြစ်တော်လဲမျက်နှာမျက်ရည်မျက်ကဲကိုတည်သည်ဆ ्याम ကသူ့ကိုစာတင်ပေးခြင်းကြောင်းရိပ်မိသည့်အတွက် ्याम နာရောက်သည်နှင့်မိခင်လမ်းမရုံထွက်က ्याम ကိုပြေးဖက်သည် ्याम ကနှင်းဘူးကိုပြန်ဖက်ထားကမနှင်းဘူးကြောင်းတက်နိုင်ရေးအတွက်ချစ်နေလိုက်ပေသည်တော့ရဲ့ကလေးကဒီလောက်ကြောင်းတက်ချင်နေတာတက်ခွင့်ပေးလိုက်ပါလားကျမမချမ်းသာပါဘူးဒါပေမဲ့ဒီကလေးရဲ့ပညာသင်စရိတ်လိုအပ်နေသေးတယ်ဆိုရင်ကျမကူညီပေးရသည်မနှင်းဘူးလေးကိုကျမတနာလို့ပါလက်မခံရတဲ့နဲ့ ्याम ရဲ့ဘလို့မှမဖြစ်နိုင်လို့ပါကျမကလေး9ယောက်ထမင်းမငတ်အောင်မတင်ုံတမဲအလွတ်လွတ်နေရတဲ့မုဆိုးမတစ်ယောက်ပါသူ့ထက်ကယောက်ျားလေးတစ်ယောက်ကိုတော့ယောက်ျောင်းဆရာတော်ကကြောင်းထားပေးပါတယ်ကျမကြောက်ပြတောင်းပေါ်အတီးရွက်တွေတခုရက်ခါတိုင်းဒီသမီးကအငယ်ဆုံး3ယောက်ကိုထိမ့်ပေးရတယ်လေသူကကလေးထိမ့်မပေးရင်ကျမဘလို့လုံငွေရှာနိုင်မှာလဲ ्याम ရဲ့ဒါကြောင့် ्याम ကူညီမယ်ဆိုတာကိုတော့မျက်နှာပူပူနဲ့ညှင်းပယ်ခဲ့ရတာပါ
နောက်ဆုံးတော့မနှင်းပြူတယောက်အိမ်တို့ပါသွားလေတော့သည်လားအိမ်တို့ရောက်သည်နှင့်မနှင်းပြူမှာခေါင်းကို၄-၅ချက်ခန့်အခောက်ခံလိုက်ရသည်နာရှာသဖြင့်ခေါင်းကိုပွတ်နေသောမနှင်းပြူအားဒေါ်တန်းကမန်ငေါက်လိုက်သေးသည်နင်တို့9ယောက်မသေးဘူးငါတည်တော့တဲ့အထိရုန်းကန်ရတယ်ဆိုတာနင်မသိဘူးလားနောက်တစ်ခါကြောင်းဝိုင်းထဲကိုတွားရသွားကြည့်နင်ကြောခွဲပြီးတာမှတ်ပြောပြီးလျင်တကယ်လို့တော့မိအမေကိုမနှင်းပြူကြောက်သည်ထို့ကြောင့်စာတင်ခန်းမှစာတင်တာကိုတောနောက်ထောင်မှုအစီအစဉ်ကိုဖျက်လိုက်ရသည်ဘာကြောင့်မှန်းတော့မသိသူလည်းမသိစာတက်ချင်တာတွေ့တဲ့မြတ်စာအုပ်တွေကိုဖတ်ချင်တာတခုပဲတည်သည်ခန်းနှစ်မနှင်းဖြူမိခင်ကိုချင်းစာတရားမနှင်းဖြူစာတက်ချင်စိတ်စာပတ်ချင်စိတ်ကိုမိသူကမှဖိနှိပ်ဖြတ်စည်းရမရပဲပင်ကိုညံကောင်းသူဖြစ်သောကြောင့်အကိုများ၏စာကြက်တံကိုပလိထိန်နားထောင်ရကကာကြီးခခွေအကုန်ရသွားသည်အကိုများ၏နေရန်တွင်ချိတ်ထားသောလိတ်ထဲမှဖတ်စာအုပ်များကိုမိဘတာမြတ်မကပေါင်းဖတ်သည်အကိုများသိသားသည်လည်းငါတို့စာအုပ်ချုပ်သွားနေပြန်ဝေးပါမှာဟုနင်ပြန်ဝေးပြီးမှလားဟုမန်ငေါက်ကပြန်သွားတတ်သည်အကိုချုပ်ကတိုင်တော်ထူလျင်မိခင်၏မမဲရင်နေခြင်းကိုခံရသေးသည်တွတ်တော်မနှင်းပြူကနောက်ဆုတ်မသွားပေလူလင့်လင်နစ်တလို့ယူဖတ်နေတာဖြစ်သည်ကကြစ်ပေမာချစ်ခခေယအတန်တာကကနန်းဒီမာဖန်စသောစလုံးပေါင်းများကိုမနှင်းပြူဆိုတတ်လာသည်မှာထို့သို့ကိုပင်ပန်းခံစိတ်ပင်ပန်းခံလိလာတင်ယူသောကြောင့်ဖြစ်သည်အင်းင်းတာမှလေပန်ရပန်မရှိသောမျိုးသမီးများ၏နိကလုံးမှာကောက်ဆိုင်နှင့်ကောက်ရိပ်ပဲရည်တို့ပင်ဖြစ်သည်ပြုံးနှုတ်နှင့်တောင်ပေါ်မှတမျိုးတို့ကိုခွဲအောင်ချင်းကမျိုးသားအများစုကလုပ်ကြသည်1985ဝန်းကျင်ဝေကြီးအတော်ကြီးတန်ဖိုးရှိနေသည်စပတ်တေကရိတ်လင်4000ကျပ်ရသည်စပတ်15ရက်ကတော့ဆိုလို့ချင်းဒေါ်တန်းတို့ကတယောက်ထဲရိတ်သည်တေကကို4ရက်ခန့်ရိတ်ရသည်တပားရိတ်ပြီးနေမျိုးဆိုရင်မနက်စောစောထထမင်းချက်ကငပိရကြိုလိုက်ငပိရတဲ့ဆိုပစုံကြောက်ထောင်းမထည့်နိုင်ပါတွတ်တွန့်ပြူနေခြင်းကိုသာထောင်းထည့်နိုင်ပါသည်ငပိရနှစ်ပွက်သုံးပွက်စုပြီးသည်နှင့်ရုပ်သီးမုတ်ခက်ကမိဘပေါ်မှာချလိုက်သည်ဈေးကွက်ချိန်ဈေးသက်သာချိန်ဈေးသက်သာစွာဖြင့်ဝယ်ထားသည့်ဘူးတီကိုခကြီးကြီးတုံးကကြီးထည့်ပြုတ်လိုက်သည်ဘူးတီဘက်များနူးလာသည်နှင့်ဆယ်ထုတ်ကဘူးတီပြုတ်ရည်ထဲသို့စားနှင့်ဟင်းကြုံမုံနှငယ်ခတ်လိုက်သည်ဘူးတီပြုတ်ဟင်းရည်သည်တဘာဝဟင်းညွတ်တစ်ခွက်ဖြစ်သွားလေပြီစတီးသလုံးတဲ့တယောက်စာသမင်းခုထဲကငပိရည်လေး၅စွန်းဆန်းလိုက်သည်ထို့နောက်ဘူးတီပြုတ်လေးနှစ်ဖက်ကိုသမင်းသလုံးတဲ့ပြစ်ထဲကသမင်းနှင့်ငပိရည်ကိုအာဘတရနဲ့ဖက်ပြီးအာဘတရစားလေတော့သည်ဘူးတီပြုတ်ဟင်းညွတ်ကိုကအိုးလိုက်အောက်သို့ချကသမင်းတစ်လုံးစားပြီးတိုင်းတရှူရှူခတ်တော့သည်မနက်စာဝါးစီနှင့်တလုံးကြိုက်ထဲတွင်သမင်းသိပ်ကအပေါ်ကငပိရည်ဆန်းလိုက်သည်သားသမီး9ယောက်အတွက်အချိုးကျမရမှဆိုတော့ကြောင့်ဘူးတီပြုတ်ဖတ်များကိုကမထည့်တော့ပေအင်းကျော်ရွာကြီးကိုကြော်ပြီးမှရိတ်ရမိရာခင်းတဲ့ကိုရောက်ပြီဖြစ်သည်အင်းကျော်ရွာသူရွာသားအလုံးကကြားတိုင်းသားများကြီးတာဖြစ်သည်ဒီအကြီးကျေးရအုပ်စုထဲတွင်ကျေးရပေါင်း20ကျော်ပါဝင်သည်ရှမ်းကရင်ကရပအို့မြန်မာလူမျိုးစုံလာသည်ဘိုးတိုင်းသားအများဆုံးဖြစ်သည်အင်းကျော်ရွာသားများမှာခေရှံဘာသာဝင်များဖြစ်တော်လဲအလွန်သဘောကောင်းသည်သူတို့တရက်ချန်ထဲမှကြွေကြသောတရက်သီးများကိုမြည်သူကောက်ကောက်စားခွင့်ပြုသည်နေ့လက်သာစားလျင်နှင့်တို့တရားစားရန်တရက်ကင်းတွေများကိုကောက်သွားဖို့ဒေါ်တန်းကကြိုတင်စီစဉ်မိတာဖြစ်သည်တောက်ရည်ထဲသားသောဝတိပူးနှင့်ထမင်းကြိုက်ကိုပလိုင်းနဲ့တင်ထည့်လွှဲလိုက်သည်တကယ်ကိုပထမဆုံးပြည့်သောတက်ချန်ထဲကိုဝင်လိုက်သည်နှင့်ချွေချနေသောတရက်ကင်းလေး၅လုံးခဏနဲ့ရသည်ခြံထဲမှာတွေ့ရသောဒီတင်းမှာပင်တရက်ကင်းများကိုချီကြော့ကထမင်းကြိုက်တဲ့သို့ထည့်လိုက်သည်ဒေးရမိတကားကင်းများသို့ရောက်ရန်တနာရီတသာလမ်းလျှောက်ရသည်တဘာခင်းထဲသို့ရောက်သည်နှင့်ချိန်မဆွဲပဲချက်ချင်းထားရည်သည်၄နာရီကြော်ကြည့်ပြီးသည်နှင့်နေဘူးတန်ကြောင့်ချွေးတီးတီးကြကဘိုက်ကလေးစားလာသည်နေ့12နာရီကျော်လာပြီမဟုတ်ပါလားအရေးရသောနေရာကိုရွေးချယ်ချိန်မရပါတဘာကျိတ်သောနေရာမှာပင်လယ်ထဲမှကြည့်ဖြစ်လက်စီးပြီးစပားရိတ်သောနေရာမှာပင်လေထဲကကြည့်ဖြစ်လက်စီးပြီးပလိုင်းနဲ့မှဓာတ်ကိုထုတ်ယူပါအာဘာတရားစားတော်သည်တကယ်စားနေသောအချိန်ဖြစ်သောကြောင့်ငပိရင်နှင့်တကင်းတို့သည်လွန်မိတ်သောထမင်းတစ်ခွက်ဖြစ်သည်တလုံးကြိုက်ခက်ကြီးထဲတွင်တိတ်ထားသောထမင်းများနှင့်ခဏကုန်သွားလေသည်စားပြီးသည်နှင့်
ဆေးကြောတန့်နေပြီးတပားရည်သောအလုပ်ကိုဆက်လုပ်သည်ထမင်းစားချိန်နေပြီးဒေါ်တန်းအတွက်ခိတ္တလုံနာချိန်ဖြစ်သည်ညနေ6 နာရီနေလုံးကျော်သားသည့်နေ့အလုပ်သိမ်းကဒေါ်တန်းပြန်လာခဲ့သည်တနအီကျော်ရှောက်ရသောကြောင့်အိမ်တို့ရောက်သောအခါည9 နာရီ 30 မိနစ်ခန့်ရှိနေလေပြီကလေး9 ယောက်ကထမင်းအိုးနာတွင်ဝိုင်းထိုင်ကဒေါ်တန်းပြန်လာကိုစောင့်နေကြသည်အကြီး2 ယောက်ကြိုးချက်ထားသောစန်တပီချက်ကကျက်နေပြီဖြစ်သည်ကလေး9 ယောက်ကဒေါ်တန်းမျက်နှာကိုမောကြည့်နေကြသည်9 ယောက်ကထမင်းကိုဘာဟင်းနှင့်စားရမှလဲဟုနှလုံးဖြင့်မေးနေကြခြင်းဖြစ်သည်အငယ်ဆုံးအမွှာသား2 ယောက်ကထမင်းဝါခွင့်ရပြီဖြစ်တော်လဲနှုတ်ကမပြတ်သေးသောကြောင့်မိခင်ကိုအာသာငန်းမောကြည့်ပြီးလွတ်တောင်းနေကြခြင်းဖြစ်သည်ချွေးတံများရှုပ်ပတ်များပြီးပေကြံနေသောခန္ဓာကိုယ်ကြီးကိုရေမြန်ချိုးပေးလိုက်ချင်တော်လဲနှုတ်စာလုံးသဖြင့်အော်မငိုနိုင်လောက်အောင်အားနှဲတွေ့တော်နေသောကလေး2 ယောက်ကိုဆွဲပွေကရင်ခွင်ထဲတွင်တွင်လိုက်သည်သား2 ယောက်၏ပသိုးစားကိုယေဆုကညင်သား2 ခုလုံးတွင်ပေပွားနေသောရှုပ်မှတ်များကိုတုပ်ပြီးတင်နှင့်နှုတ်ချိုတိုက်လိုက်သည်အလောက်ကပင်ပန်းလွန်းသည့်အပြင်အာဟာရပြည့်ဝသောအစာကိုမစားရသောကြောင့်နှုတ်ရည်ကကြေတဲတာဖြစ်သည်ထို့ကြောင့်အမှားသား2 ယောက်မှာပိန်လီလာသည်အလောက်ကပင်ပန်းလာသောကြောင့်ဝမ်းကတကြုတ်ကြုတ်မြည်အောင်စာလာတော်လဲမိမိဝမ်းကိုပြင်နိုင်သည်ပဲသား2 ယောက်ဝမ်းထဲသို့နှုတ်ရည်ရင်ဖြည့်ပေးနိုင်သည်မှာတူနိုင်မရသောမိခင်မြတ်တာကြောင့်ဖြစ်သည်သား2 ယောက်ကနှုတ်ဆိုရရသောနှုတ်ဆိုရ၍နေသွားတော်လဲကြံကလေး9 ယောက်ကတကူမြည်သောဝမ်းပိုက်ကိုပုတ်တက်ကကနာမနေဖြစ်နေကြသည်ဟဲ့တမီးနေပြီငပီယိုးနှုတ်ကိုဖွင့်ကြည့်စမ်းညတ်တာကြအောင်မလားလို့မနေပြီကငါငပီအိုးနှင့်နှင်းငပီယိုးနှုတ်လုံးကိုထလှက်ကြည့်သည်မေအိုးနှလုံးမှာအကက်သက်တောင်မကြံတော့ဘူးမနေပြီသည်မိခင်ကိုလှမ်းဖြည့်ရေးမှနှင်းငပီယိုးအတွင်းပိုင်းကိုလက်ညှိုးပြည့်ရစ်ကဗသက်ထဲသို့လက်ညှိုးထည့်ပြီးပြုတ်ခနဲမြည်အောင်ဆုပ်လိုက်သည်ကောင်းမလေးတော်တော်ငတ်နော်သွားပပူအိမ်တိုင်းမှာငပြင်းငပိငါမှုကိုကျွေးယူခဲ့သည်စပါးရိတ်ခတ်ရတာနဲ့ပြန်ဆက်ပါမယ်လို့ပြောခဲ့အကျွေးကိုဖို့ဆိုရင်အကြီးကောင်များကမသွားခြင်းလေအသက်ငယ်တော့လဲမင်းပြူကမိသားစုပေါ်အလွန်စာနာသည်အသက်ရည်နဲ့မလိုက်အောင်အိမ်အတွက်ထမင်းဖို့ဟင်းဖို့ရှာပေးတတ်သည်ယခုလဲမိသားစုအားလုံးဟင်းအတွက်ဘာမှစားကြမရှိသည်ကိုသိနေသောကြောင့်အိမ်ဆိုင်သို့ချက်ချင်းထွက်သွားသည်ဆိုင်ထဲသို့ဝင်လာသည်ရောမင်းပြူကိုဆိုင်မဖွားပူကနှမ်းမိသည်ဟဲ့ယောက်ျားမဘာဝယ်မလို့လဲအမေကအိမ်မှာဟင်းမရှိလို့ထမင်းနဲ့စားရအောင်မြင်ကပိငါမှုဘူးလောက်ကျွေးပေးလိုက်ပါတဲ့တပားရိတ်ခတ်ရတာနဲ့ချက်ချင်းပြန်သက်ပါမယ်နဲ့ဖွားပူဩမတန်ကလေး9 ယောက်နဲ့အတော်ဒုက္ခရောက်နေချတာပဲဒါပေမဲ့ဒူးမထောက်လက်မမြောက်တဲ့မိမအာဇာနီဟဲ့ကလေး9 ယောက်ထမင်းငယ်အောင်လုပ်ကျွေးနိုင်တဲ့အာကမိမတဲ့လေးစားစရာကောင်းတယ်ဝိုင်းကူညီရမှာပေါ့ကြောက်ယူသွားယောက်ျားမကြီးကလည်းရုပ်ကလေးလာတော့ယောက်ျားစိတ်ပေါက်နေတာတဲ့အံ့မာရဲ့ပေါက်ဖို့ပြောသမျှနားထောင်ပြီးငပိတက်ကိုလှမ်းယူကမနှိပ်ပြူအိမ်ဘက်သို့အပြန်တုတ်ချတင်သည်ထိုချိန်တွင်ဒေါ်တန်းကရေမိုးချိုးပြီးကတန်ခါပင်လိမ့်မိနေပြီထမင်းလဲတယောက်တစ်စလုံးခုကသပွဲဝိုင်းပေါ်တွင်အသိချလာပြီးဖြစ်သည်မနှိပ်ပြူဝန်လာသည်ကိုတွေ့သည်နှင့်ဒေါ်တန်းကလှမ်းမိသည်ကောင်းမလေးငပိရခဲ့ရဲ့လားရခဲ့တယ်အမေပေးမိဖို့ကြောင့်တစ်ခုလုံးနှင့်ဟင်းပြည့်စားစရာဆို၍စားတစ်မျိုးသာရှိသည်အင်ပနဲ့ထုတ်လာသောမြင်ငပိများကိုဒေါ်တန်းကကလေး9 ယောက်၏စလုံး9 ခုတည်းသို့အညီမြခွဲတဲ့ပေးသည်ကြံကလေးများကငပိတုံးသလုံးထဲရောက်သည့်နှင့်သလုံးထဲမှထမင်းများကိုခေါင်းမပေါ်တန်းကုန်း၍လွှေးကြတော်သည်ရှင်းနေရွယ်ကလေးငယ်လည်းဖြစ်သည်အလွန်စားလောင်နေသည်တို့ပါလျက်မနှင်းပြူသည်ထမင်းကိုအခြားကလေးများကဲ့သို့တမ်းမစားသေးပင်မိကြီးထမင်းမငယ်တဲ့သို့စူးစိုက်ကြည့်နေသည်မှာအပဲကြောင့်သည်ဗီဇတက်ကန်ကလည်းပါလာသောသူတော်ကောင်းစိတ်တက်ကြောက်ပင်ဖြစ်ပေသည်ထိုသူတော်ကောင်းစိတ်တက်ကိုပင်နှလုံးသားတခြင်းဟူ၍၎င်းစိတ်တတိရှိရင်ဟူ၍၎င်းစိတ်ကောင်းရှိခြင်းဟူ၍၎င်းအနာခံခြင်းဟူ၍၎င်းအမျိုးမျိုးခေါ်သုံးလုံးကြသည်အမှန်နဲ့မှရှင်လာသည်ဆွေမျိုးတွေလူမျိုးတွေဘာသာတွေအဖွဲ့အစည်းတွေမရှိမှန်ကန်သည့်ဘက်မှအသက်ဆုံးကယက်တည်ခြင်းအများအကျိုးနှင့်ကိုယ်အကျိုးရှင်လာရင်အများကျိုးကိုဦးစားပေးခြင်းကိုပင်နှလုံးလာသူစိတ်တတိရှိသူစိတ်ကောင်းရှိသူအနာခံသူဟုဆိုရပေသည်စိတ်ကောင်းမရှိလျင်တတ်ထားသောပညာတတ်ထားသောယာတုဥစ္စာဖြင့်လောကကိုဖျက်ဆီးတတ်သည်စိတ်ကောင်းရှိလျင်ရထားသောပညာရထားသောယာတုဥစ္စာဖြင့်လောကကိုကျေးဇူးပြုတတ်သည်ထို့ကြောင့်ကလေးငယ်များကိုပညာတတ်ကြီးဖြစ်ဖို့ယာတုရကံကြီးရဖို့ထက်စိတ်ကောင်းရှိသူဖြစ်အောင်ဦးစားပေး၍တင်သင့်ပေသည်
နှင်းပြူသူအားစိုက်ကြည့်နေသည်ကိုဒေါ်တန်းတတိမထားမိပေကလေး9ယောက်အားဝေးလိုက်သည်နှင့်ဘာမှမကြံတော့သည့်အင်ဘတ်ကိုသူ့ပကံထဲမှသမင်းနှင့်လူးငယ်နေသည်ကလေးတွေကိုနည်းနည်းတီသာဝေပေးပြီးဒေါ်တန်းကအများကြီးစားလျင်မိသည့်ကလေးများစောရကတက်လိမ့်မည်မဟုတ်ပေသို့တော့ထိုးသောပြုလုပ်ခြင်းဖြင့်မိမိရင်သွေးများအားစိတ်ကောင်းမရှိအောင်နှလုံးသားရုပ်ဆိုးအောင်တင်ပေးတဲ့ကဲ့သို့ဖြစ်သွားခြင်းကလောကတွင်နစ်နာလာပေသည်မိဘသည်ကသားသမီးများ၏စံထားပုဂ္ဂိုလ်ဖြစ်ဖို့လို၏ဟူသောအလင်္ကာနှင့်ဒေါ်တန်းကသားသမီး9ယောက်တို့ကစိတ်ကောင်းရှိနေကိုလက်တွေ့တင်ပေးလိုက်ခြင်းဖြစ်ပေသည်ယခုပင်ကြည့်ပါသူ၏သားသမီး9ယောက်ထဲမှမနှင်းပြုသည်ဒေါ်တန်းလက်တွေ့တင်ပေးသောစိတ်ကောင်းရှိနေအတတ်ပညာကိုတက်မြောက်သွားပြီဖြစ်သည်အမေကပေါင်လေးတွေကိုပါနှိမ့်တိုင်းနှုတ်တိုက်နေရလို့တောင်းစာစားရမယ်နော်မနှင်းမြူကသူ့ပကံထဲမှာငပိကိုတော့ခွဲပြီးမတမ်းပကံထဲသို့ထည့်ပေးသည်မေပကံနဲ့ငပိထည့်ပြီးမှမနှင်းမြူကသူ့သမင်းကိုစသားသည်ဒေါ်တန်းကသူ့တော်ကောင်းသမီးလေးကိုစိုက်ကြည့်ကပီတိမျက်ရည်များပြင်ဝဲလာသည်အမေမွေးတဲ့ကလေးတွေထဲမှာသမီးကစိတ်ကောင်းရှိဆုံးပဲခု၍နှုတ်မှထုတ်ပေါ်ကချီးမွမ်းစကားဆိုမိသည်သမင်းသားပြီးစားချိန်မှပင်ခင်မွန်းဖြစ်သူ၏မိတ်ဆွေတယောက်ဖြစ်သောဦးကျော်ဝေအိမ်ရောက်လာသည်ဦးကျော်ဝေသည်မိမနှင့်ကွဲနေသောတခုလက်တစ်ယောက်ဖြစ်သည်အကာရံပင်ကောင်းမရှိသောအင်ပတ်မိုးဝါချန်ခင်းအင်္ဂလိပ်ထဲတွင်အေကန်းမရှိပေထို့ကြောင့်ဒေါ်တန်းကအိမ်ရှိမှကုပြစ်ပေါ်မှပင်ထွက်တွေ့ရလေသည်ထိုအခါဒေါ်တန်းနှင့်ကလေး9ယောက်သည်အင်ဂျင်သာရွာတင်ကြိုင်ကုန်းနှင့်ကက်လျက်ဝါတော့တဲ့တွင်တေးလုံးထိုးကနေထိုင်ကြခြင်းဖြစ်သည်ဒေါ်တန်းနှင့်မောင်နှမ2ယောက်နှင့်ညီမ1ယောက်ရှိသည်မောင်2ယောက်သာဖေတူမေရွယ်ဖြစ်ပြီးညီမကဖေတူမေတူဖေခွဲဖြစ်သည်ဒေါ်တန်းနှင့်မောင်2ယောက်ကိုမွေးပြီးခင်ဖခင်ဆုံးသွားသည်ထိုချိန်တွင်ဒေါ်တန်းကအပြူပေါ်ဝင်တဲ့ချိန်ဖြစ်သည်မိခင်ဖြစ်သူအိမ်တော်ပြုလိုက်မည်ဟုရှိတင်နေသောအချိန်မှာပင်ဒေါ်တန်းကအကျိုးကြောင့်ပြောကတားမြစ်သည်မေစာဝတ်နေရတဲ့အားကိုးခြင်းလို့နောက်ရင်တော့ပြမှဆိုရင်တော့မပြုပါနဲ့သမီးအမေဆုံးတဲ့အထိအပြူကြီးဘဝနဲ့လုပ်ကြည့်ဖို့ကတိပေးပါတယ်ပြီးတော့သမီးကအပြူဖြစ်နေပြီပတွင်းမှန်သမျှဟာမရပါသမီးပေါ်ဘယ်လိုသဘောထားလဲဆိုတာအမေသိပါတယ်သမီးတို့လည်းငဲ့ပါအောင်သို့တော့မိဘကတာမီးစကားကိုနားထောင်စေရမယ်တာသမီးကသာမိဘစကားကိုနားထောင်ရမည်ပြီးတော့အတ္တမာနယူဆကိုဘုရားဟောတဲ့ကဲ့သို့ယူဆမိတော့မိခင်သည်ယတမဖဲသမာမုတ်သိုးကိုယောက်ျားတည်းတယောက်ကိုယူလိုက်သည်ဒေါ်တန်းပြောတဲ့ကဲ့သို့ပင်ပထွေးသည်မိသည့်အလုံးမြလုံးမကျွေးပဲမယားနှင့်မရပါသမီးတို့ကြီးသည်ကိုထိုင်စားသည့်ပြင်လောကငွေများကိုမယားထံအနိုင်ကျင့်တောင်းယူကဖျက်ရိုက်ပစ်တတ်သည်မေစာဝတ်နေအတွက်အားကိုးကျင်လို့အိမ်တော်ပြုမယ်ဆိုလို့ရှိရင်မပြုပါနဲ့သမီးအမေဆုံးတဲ့အထိအပြိုကြီးဘဝနဲ့လှုပ်သေးဖို့ကတိပေးပါတယ်ပြီးတော့သမီးကအပြိုဖြစ်နေပြီပထွေးမှန်သမျှဟာမရပါသမီးပေါ်ဘလို့သဘောထားလဲဆိုတာအမေသိပါတယ်သမီးတို့လည်းငဲ့ပါအောင်သို့တော့မိဘကသားသမီးစကားကိုနားထောင်ကြရမယ်သားသမီးကမိဘစကားကိုနားထောင်ရမည်ပြီးတော့အတ္တမာနယူဆကိုဖျားဟောတဲ့ကဲ့သို့ယူဆမိတော့မိခင်သည်ယတမဖဲသမာမုတ်ဆိုးဖို့ယောက်ျားကြီးတယောက်ကိုယူလိုက်သည်ဒေါ်တန်းပြောခဲ့တဲ့ဦးသည်ပထွေးသည်မိသည့်အလုံးမလုပ်ကြွေးပဲမယားနှင့်မရပါသမီးကိုလှုပ်ကြွေးသည်ကိုထိုင်စားသည့်အပြင်လောကငွေများကိုမယားထံအနိုင်ကျင့်တောင်းယူကဖျက်ရိုက်ပစ်တတ်သည်ထိုများထိကိုဒေါ်တန်းသိခံနိုင်သည်တညတွင်ကမိခင်အလစ်တွင်ဒေါ်တန်းချက်နောက်လာနှံကသွေးတို့ဆန်သည်ကျူးကျော်သလားလက်ကိုတတိကဲဒေါ်တန်းကတွေ့ကြိတ်ကြီးစားဖြင့်ဆောင်းထိုးလွတ်လိုက်သောကြောင့်ပထွေး၏လက်ကျူးကျော်မှုရစ်တန်သွားသည်ကဲ၍ခန္ဓာကိုယ်ကျူးကျော်လာလျင်ခေါင်းအောက်တွင်ထားအိပ်သောဓမြောင်ဖြစ်ထိုးလွတ်ဖို့ဒေါ်တန်းကအသင့်ပြင်ထားပြီးဖြစ်သည်ထိုအကြောင်းကိုမိမိဖြစ်သူကပြောကြတော့လေရေးတူမရှိခဲ့ပေထို့ကြောင့်ဒေါ်တန်းတယောက်ကွန်မြူနစ်တပ်ထဲဝင်ရသည့်ဘဝသို့ရောက်ခဲ့ရသည်ဒေါ်တန်းမိခင်သည်ထိုမို့သို့ပေါ်နေကွဲသည့်နောက်တွင်ရွာတွင်တက်ဆဲလာတော့တပ်ပတော်မှတက်ကြက်ကြီးတယောက်နှင့်အကြောင်းပါပြန်သည်ထိုတက်ကြက်ကြီးနှင့်ယခုညီမအငယ်ဆုံးဒေါ်ဆန်းကိုမွေးသည်ထိုတက်ကြက်ကြီးကပထွေးဖြစ်တော်လဲဒေါ်တန်းတို့မောင်နှမပေါ်တွင်ဖခင်ချင်းကဲ့သို့မေတ္တာထားကာဆောက်ရှောက်ခဲ့သည်ဒေါ်တန်း၏မိမှာကောင်းသောယောက်ျားနှင့်တွေ့သောအခါတွင်လည်းရေရှည်ပေါင်းသိမ့်ဖို့ကံပါဗလာဟန်မတူကြသူတက်တောင်ပြောင်းအောင်သူဇနီးနှင့်သမီးများကိုတက်ကြက်ကြီးကခေါ်သည်သို့တော်ရက်ဒေတာဆွဲကြီးသောဒေါ်တန်း၏မိခင်သည်တက်ပြောင်းရသို့လိုက်မသွားဘဲယောက်ျားနှင့်သာအကွဲခံခဲ့သည်ထိုကဲ့သို့မိမိကိုယ်တိုင်ပထွေးတံကိုခံခဲ့ရဘူးသောကြောင့်မိမိသားသမီးများကိုမိမိကဲ့သို့ဒုက္ခများမခံစားရစေခြင်းပဲယောက်ျားဆုံးပြီး၄-၅ လအရမှာပင်ရွာထဲ
ဒေပန်ရပန်ချမိုင်တတိလူပြူကြီးတယောက်ကလက်ရွာလူကြီးများမှတစ်စင်ကန်းလန်းလာသည်ကိုဒေါ်တန်းကချက်ချင်းမြင့်ပယ်ခဲ့သည်ယခုအလေလောက်လာတော့ဦးကျော်ဝေမှလည်းအိမ်တော်ရေးကိစ္စသာဖြစ်ကြောင်းဒေါ်တန်းကကျူတင်ရေးမိမိသားဖြစ်သည်ချက်ချင်းအပြက်ပြောပြလိုက်ချင်တော်လဲရန်ရကြပြီဆိုသောကြောင့်ယူနေပန်းချကအိတ်ခံရသည်ကိုကျော်ဝေဘာကိစ္စရှိလို့ပါလဲပြောပါအော်တငယ်ကြီးကိုကျော်စီကိုတတိယလို့ပါဗျာကျွန်တော်တို့နှစ်ယောက်ကညီကိုချင်းလိုချစ်ခဲ့ကြတာနာမည်ချင်းကလည်းဆင်တော့တခြားရွာကလူတွေဆိုလို့ပြီးကျွန်တော်တို့ကိုညီကိုချင်းလို့ကိုထင်ကြတယ်နောက်ကကလေးကိုတစ်ယောက်နဲ့ကြံခဲ့တဲ့မတန်းကိုလည်းတန်းတလောက်ထောက်ပတ်ကူညီပေးပြရစီငါခွင့်တောင်းတာလည်းပါပါတယ်ကိုကျော်စီကိုတတိယရင်ကိုကျော်စီကိုမြုပ်ထားတဲ့နေရာကိုပဲသွားပါပြီးတော့ကျမကဘသူစီယာမှာဗာပစ္စည်းကိုမှအလကားမလုပ်ချင်ဘူးကိုလိုအားနဲ့တန်ရာကိုပဲလုပ်ချင်အလကားလုပ်ချင်တဲ့စိတ်ကဘဝကိုအသေးသက်တဲ့စိတ်ပဲတရောင်းသားတွေဟာသူတစ်ပါးငွေကိုအလကားလုပ်ချင်ကြတော့အသက်မသိကမှဘဝတည်နေကြတာပါကျမကလေးတွေကိုတော့ဘသူစီယာမှာအလကားမလုပ်ချင်အောင်တင်ပေးနေတဲ့ကျမချားလူတွေစီကငွေကြီးပစ္စည်းထောက်ပံ့ကိုဘယ်တော့မှလက်ခံမှာမဟုတ်ပါဘူးစာဝတ်နေရေးအတွက်လည်းနေ့တိုင်းလှုပ်လှုပ်တဲ့အပြင်ကိုလက်ကျမ်းမာရေးလေ့ကျင့်ခန်းများကိုနေ့တိုင်းလှုပ်တော့ကြောင့်အစီပိုမရှိပဲတိတိရေးဖြစ်ကြည်ကောင်းနေတော့ဒေါ်တန်းကိုတိကျစိုက်ကြည့်ရင်ကိုကျော်စိတ်ကထပြန်ကန်ဒီစကားတစ်ခုကိုပြောပြအောင်ပြောသွားသေးတယ်မတန်းနောက်အိမ်တော်ပြလို့မယ်ဆိုရင်တော့ကျွန်တော်ကိုထိတ်သုံးအောင်စဉ်းစားပေးပါဗျာနောက်ကိုအိမ်လေမလာဖို့ကျွန်မတောင်းပန်ပါတယ်မိမတယောက်ထဲသားရှိတဲ့အိမ်ကိုယောက်ျားတယောက်ဝင်ထွက်သွားလာနေတာမတင်တော့လို့ပါကိုကျော်စိတ်ထက်သားတဲ့နေဒေါ်တန်းကအငယ်ဆုံးကလေးနှစ်ယောက်ကိုအဲ့ရပင်ကကြောက်တဲ့ရတယ်တရိပ်ဝါရိပ်ကောင်းခြင်းတောတောင်ခရစနစ်များပျက်စီးသေးခြင်းကြောင့်သူတို့ဒေသသည်ယခုကဲ့သို့ဆောင်းရသည်တွင်လွန်အေးသည်ငယ်ဆုံးကလေးနှစ်ယောက်ကိုသာဆောင်ချုံပေးနိုင်သည်ဒေါ်တန်းနှင့်ကြံကလေးကြီးများအားလုံးကထိုခေတ်ချင်းကစံထဲ့သောဂုံဒီအိမ်များကခြုံအိတ်ကြရသည်ရင်းကဒေါ်တန်းတို့မိသားစုသည်မိခင်ခြံဝင်းထဲမှာပင်တဲထိုးနေကြခြင်းဖြစ်သည်မိခင်ကဒေါ်တန်းသည်သူသဘောမတူသောကွန်မြူနစ်ထွက်နှင့်ယူသောကြောင့်ဤအိမ်နှင့်ခြံသည်ဒေါ်တန်းနှင့်မဆိုင်တော့ပဲအပြိုကြီးဖြစ်သူတမိမဆန်းနှင့်သာဆိုင်တော့သည်ဟုယတိကြေညာထားသည်တားနှစ်ယောက်မှလည်းအလုပ်ကိုအကြောင်းပြပြီးထိုင်းနယ်စပ်မြောက်ဘက်ကိုထွက်သွားရမှာငွေလဲမလာလူလဲမလာတာနှစ်တော်ကြောင့်အိမ်ချမ်းမြေပိုင်ဆိုင်မှုများထဲမှထုတ်ပစ်လိုက်ခြင်းဖြစ်သည်ဒေါ်စန်းသည်မိခင်၏အရေးပေးခံရမှုကြောင့်မန်တက်ခါအမရင်းမိသားစုကိုခြံဝင်းထဲမှမောင်းထုတ်သည်ကျောင်းပြတ်ကအမ၏ကလေးများကစူသောကြောင့်ဟူ၍ထို့ကြောင့်အတိတယောက်ပိုင်ဆိုင်သောတင်ញံကုန်းနှင့်ကက်လျက်ဝါတော့ခြံထဲတွင်တဲရီတစ်လုံးထိုးကလာနေရခြင်းဖြစ်သည်ခြံဆိုတော်လည်းမြည်သည့်စီးရုံမျှမရှိပေတင်ញံနှင့်ကက်လျက်မြေကြီးကိုမိသူကမှစိတ်ဝင်စားသောကြောင့်ဒီအတိုင်းပြစ်ထားခြင်းဖြစ်သည်တန်မိုးမရှိသောမြေဖြစ်သောကြောင့်ဒေါ်တန်းတို့မိသားစုကိုလက်ကူသာနေထိုင်ခွင့်ပြုပေးခြင်းဖြစ်သည်ခြံမရှိသည့်အပြင်စောက်ထားသောမုတ်ထူးမတဲကလည်းအကာရံမပြည့်စုံပဲအဝင်ထွက်တကားပင်တက်ထားသည်မဟုတ်ချေကလေးတွေအိပ်ပျော်စားည7 နာရီချိန်မှာပင်ဒေါ်တန်းနားထက်တွင်သူ့မိကိုခတ်တိုးခေါ်လိုက်တဲ့အတန်ကြားလိုက်ရသည်ဒေါ်တန်းကကလေးတွေနိုးမှစိုးရင်သောကြောင့်အတန်ခတ်အုပ်ဖြစ်ပြန်မိလိုက်သည်ဟင်းကျမနာမည်ကိုခေါ်နေရဘာလို့လဲကျွန်တော်ခတ်တော်လာခဲ့တဲ့ကြော်ဝေပါကလေးတွေရှိနေချိန်ရှက်လင့်လို့ကျွန်တော်ကိုပြန်ခိုင်းတာနေမှလို့တွေးပြီးလို့ခဏပြန်သွားပြီးခုလိုကလေးတွေအိတ်တဲ့ချိန်လက်တိပြန်လာတာပါကျွန်တော်တက်ဖို့တက်ခတ်မယ်နော်သူစကားကိုထောက်စားလျင်ကိုကျော်ဝေကထိုကဲ့သို့အားကိုးရမယ်မိမများပေါ့စားနေကြကြောင်မတစ်ကောင်ဖြစ်ကြောင်းဒေါ်တန်းချက်ချင်းသဘောပေါက်သွားသည်ခေါင်းနဲ့ဒေါသထွက်သွားသောကြောင့်ဒေါ်တန်းသည်ခေါင်းရည်ထိုးစားသောတရှိကိုဆက်ပြုတ်ယူကာတဲပေါ်မှာခုန်ဆင်းလိုက်သည်ကျမကဘလို့မျိုးစားမျိုးထင်လို့လဲတိမ်ဖို့သာပြေကျင်းဝတန်နှင့်အတူတဲပေါ်မှာခုန်ဆင်းလာတော့ဒေါ်တန်း၏လက်ထဲတွင်ကင်ထားသောတရှိကိုမြင်လိုက်သည်နှင့်အချင်းနှင့်မှန်ဒီကိုတိသွားသောကိုကျော်ဝေတယောက်နောက်ကျောင်းကိုတုတ်ချီတင်ပြေးတော်သည်နောက်လဲဒေါ်တန်းတို့အိမ်ကိုချိန်မှပြန်မရောက်တော့ပေထိုးသိမ်းပြန်တန်းသွားသည့်နောက်ဒေါ်တန်းအိမ်သို့မိသည့်ယောက်ျားမှမလာရဲတော့ပေ